ကဲဒီနေ့မှာတော့ဒီလိုမျိုးခွန်အားတွေအပြည့်ဖြစ်စေမယ်စက်ပေါင်းရည်လေးတစ်ခွက်ရေပေါင်းပြီးလို့အရသာပေါ့တော်တဲ့စက်သားကိုရသာရှိအောင်ပြန်လုပ်ပြပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ပါဝင်ပစ္စည်းတွေကြည့်လိုက်ကြရအောင်။စက်ပေါင်းလုပ်တဲ့နေရာမှာလေ CP ချက်ကိုမသုံးမနဲ့အခုလိုမျိုးမြန်မာချက်အိမ်ချက်စစ်စစ်ကိုအသုံးပြုပေးတာပို့ပြီးတော့အရသာလေးလေးပြင်ပင်ထွက်ပါတယ်။အားရင်လည်းပိုပြည့်စေတယ်လို့ခံစားရပါတယ်။ဒါကြောင့်မလို့စနေကမြန်မာချက်အိမ်ချက်ကိုပဲပေါင်တစ်ချမ်းနဲ့ရင်အုပ်တစ်ချမ်းအသုံးပြုထားပါတယ်။ပြီးရင်တော့ခနာကိုအတွက်အကျိုးအများကြီးပြုစေတဲ့ကိုဂျီဘယ်ရီဆေးဆေးခန့်နဲ့တရုတ်စီးသီး6 5ဆေးကိုစနေကအသုံးပြုထားပါတယ်။စက်သားပေါင်းမယ်ဆိုရင်လေအခုလိုမျိုးပကံများလေးအောက်ကခံအပေါ်ကပကံလုံးလေးတင်ပြီးတော့မှပေါင်းတာစက်ပေါင်းစစ်စစ်ကိုရစေပါတယ်။မဟုတ်လို့ရှိရင်စက်သားတွေကထွက်လာတဲ့အရည်တွေနဲ့စက်သားနဲ့ပြန်တွေ့ပြီးတဲ့အခါမှာစက်ပြုတ်ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။စနေကစက်ပေါင်းရည်စစ်စစ်လေးရချင်တာမို့လို့အခုလိုမျိုးပကံလုံးလေးခံပြီးတော့ပေါင်းတာပါ။ဤနိုင်ပြောက်ဖို့နဲ့အရသာချိုချိုလေးထွက်ဖို့အတွက်ဆိုရင်စက်သွန်ဖြူနဲ့စက်သွန်မိတ်လေးတွေကိုစက်သားမတင်ခင်အောက်ကနေအရင်ခင်းပေးရပါတယ်။ပြီးတော့မှခင်းထားတဲ့အပေါ်ကနေအခုလိုမျိုးစက်သားလေးတွေပြန်တင်ပေးရပါတယ်။ဒါမှစက်သားညီနံလေးထိန်းပြီးတော့အရသာချိုချိုမွေးမွေးလေးထွက်မှာပေါ့နော်။ပြီးရင်တော့အစောကပါဝင်ပစ္စည်းတွေဖြစ်တဲ့ဒီကိုဂျီဘယ်ရီနဲ့တရုတ်စီးသီး6လေးတွေကိုစက်သားပေါ်ကနေပြီးတော့ပြန်တင်ပေးမယ်နော်။အားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့စက်ပေါင်းလေးစပေါင်းကြမယ်နော်။အခုလိုမျိုးပေါင်းချောင်လေးထဲမှာအငွေ့လုံအောင်တေချာပိတ်ပြီးတော့မီးဖြည်းဖြည်းလေးနဲ့အနည်းဆုံးနိုင်ခွက်ခန့်ပေါင်းပေးရပါတယ်။နိုင်ဝက်လောက်မီးဖြည်းဖြည်းလေးနဲ့တေချာပေါင်းပေးလိုက်တော့မှစက်သားရဲ့အာဟာရတွေအကုန်လုံးကတေချာချာထွက်လာမှာပေါ့နော်။စနေကလေစက်သားကိုဘာရတာမှမနေဘဲနဲ့ဒီတိုင်းလေးပေါင်းလိုက်တယ်ဆိုတာကစက်သားတွေကထွက်လာတဲ့တဘာဝအချိုတက်ကလေးကိုခန်းစားခြင်းလို့ပါနော်။တဘာဝအချိုတက်ကလေးနဲ့စက်ပေါင်းရည်လေးကပို့ပြီးတော့တောက်လို့ကောင်းပါတယ်။အရသာတွေထည့်လိုက်မယ်ဆိုရင်တော့ကြက်ရဲ့အချိုတက်လေးကပြတ်သွားနိုင်တယ်ပေါ့နော်။ပေါင်တစ်ချမ်းနဲ့ရင်အုပ်တစ်ချမ်းပေါင်းတာအောင်မှစက်ပေါင်းရည်ကတစ်ခွက်စာလောက်ပဲရတယ်ပေါ့နော်။ကဲအခုဆိုရင်တော့ခွန်အားတွေအပြည့်ဖြစ်စေမယ်တဘာဝစက်ပေါင်းရည်လေးတစ်ခွက်ရပြီပေါ့နော်။ဖတ်မစားနိုင်တဲ့လူမမာတွေအတွက်ကိုတော့အခုလိုမျိုးစက်ပေါင်းရည်လေးတီးတန့်လေးကြည့်တိုက်ပြီးလို့ရပါတယ်။ပုံနေတဲ့စက်သားဖက်ကလေးတွေကိုတော့အရသာရှိအောင်လို့ပြန်သုံးပြပေးမယ်နော်။ရုပ်သီးအလှော်မုံထမင်းစားစွန်းတစ်စွန်းနဲ့စက်သွန်ဖြူစီချက်လေးထမင်းစားစွန်းတစ်စွန်းခန့်အသုံးပြုထားပါတယ်။အရသာအတွက်အစားကိုတော့မိမိစိတ်ကြိုက်ထည့်ပါနော်။ပြီးရင်တော့ချင်းကန်ဆက်လေးဖြစ်သွားအောင်လို့စနေကတမ်းမြာရည်လေးပါညှစ်ထည့်ပေးလိုက်ပါ။စက်သားတုံးနဲ့လိုက်ဖက်မဲ့အသီးရွက်လေးတွေရွေးချယ်ပြီးတော့အသုံးပြုထားတယ်ပေါ့နော်။ဒီဖြစ်မလဲဆိုရင်တော့ခန်းညင်သီးရယ်စက်သွန်နီရယ်ဆက်လက်ရွက်ရယ်တခွားသီးရယ်ငရုတ်သီးစိမ့်လေးရယ်ပါပဲရှင်။ပေါင်းပြီးတော့အရသာပေါ်သွားတဲ့စက်သားလေးကိုအခုလိုမျိုးချင်းကန်ဆက်လေးတုပ်လိုက်တဲ့အချိန်မှာတော့စနေတို့ဟင်းတစ်ခွက်ဖြစ်သွားပြီပေါ့နော်။စက်ပေါင်းရည်လေးကိုနေမကောင်းတဲ့လူမမာတွေကိုတိုက်ပြီးတော့အခုလိုမျိုးပုံနေတဲ့စက်သားလေးကိုတော့နေကောင်းနေရချင်တဲ့လူတွေအတွက်ဟင်းတစ်ခွက်ဖြစ်အောင်ဖန်တီးလို့ရပါတယ်နော်။ကဲအခုဆိုရင်ချင်းကန်ဆက်စက်သားတုပ်လေးတစ်ပွဲလေးရသွားပါပြီ။စက်သားက high protein ဖြစ်တဲ့အတွက်ကြောင့်မလို့အစီချဝေးချနေတဲ့သူလေးတွေနဲ့ဂျင်ဆော့နေတဲ့သူလေးတွေအတွက်အရန်သင့်တော်ပါတယ်။အမြဲတမ်းစက်သားစားနေရတာညှင်းငွေလာပြီဆိုရင်ဒါမျိုးချင်းကန်ဆက်လေးတုပ်စားလို့ရပါမယ်နော်။ပါဝင်ပစ္စည်းလေးတွေကလည်းရိုးရှင်းလွန်းတာမလို့တုပ်စားကြည့်ကြပါဦးနော်။ဒီစက်သားတုပ်လေးကိုလေထမင်းနဲ့ပဲတွဲစားမလားသူ့ကြည့်ပဲဒီတိုင်းစားမလားအရန်ကိုစားကောင်းလွန်းလာပါတယ်ရှင်။အခုလိုမျိုးကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေအမြဲတမ်းချက်ပြပေးနေတဲ့ Chef Sunny page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။